ညအိယာဝင်တော့ကရေစိမ်ခံထားရတဲ့ကန်ရဲ့လူကြီးပုံစံနဲ့တူတဲ့ပါဝင်ရှင်ပြိုင်သူတယောက်ကသူ့ရဲ့စွမ်းရည်ကိုတက်တည်ပြဖို့ရှေ့ကိုထွက်လာပါတယ်။သူကစစ်တလင်းပြင်စီရောက်တာနဲ့တပြိုင်နက်လောကကြီးကိုဘာမှဂယူးမဆိုင်ပဲလက်ဖက်ရည်တောင်းနေတဲ့နိုအားရှိမှာဒူးထောက်လိုက်ပါတယ်။သူရဲကောင်းကသူ့ရဲ့ဓာတ်ကိုဆွဲထုတ်လိုက်ပြီးလက်ကောက်ဝတ်သွေးပူလေးကျင်ကန်လုပ်ဖို့ရမ်းပြလိုက်ကနိုအားကိုစတင်တိုက်ခိုက်ပါတော့တယ်။ဒါပေမဲ့နိုအားကသူ့လက်စွပ်ထဲကဒိုင်းကာတွေကိုချက်ချင်းအသက်သွင်းလိုက်ပြီးပါဝင်ရှင်ပြိုင်သူရဲ့တိုက်ခိုက်မှုကိုကာကွယ်လိုက်ပါတယ်။သူကနိုအားကိုတိုက်ခိုက်ဖို့ထောင်ပေါင်းစုံကနေအဆက်မပြတ်စ조사နေရင်မဲ့ဒိုင်းကာကအဲ့ဒီပုံမူတည်ပြီးနေရာလိုက်ပြောင်းလဲကာကွယ်နေတာကြောင့်အဲ့ဒီလူကဘာမှမလုပ်နိုင်ခဲ့ပါဘူး။ခုတ်ချက်နှဲငယ်ပြီးမှတော့သူ့ရဲ့ဓာတ်ကထပ်ပိုင်းကျိုးသွားပြီးဒိုင်းလူကြီးတွေကစမ်းတက်မှုကိုရပ်တန့်လိုက်ပါတယ်။အဲ့ဒီလိုနဲ့ပဲနောက်ထပ်သူရဲကောင်းတယောက်ကနိုအားရဲ့ဖောက်ထွင်းမရနိုင်တဲ့ကာကွယ်မှုတွေကိုမကျော်လွှားနိုင်ပဲကြာရှုံးသွားခဲ့ပြန်ပါတယ်။ပရိသတ်တွေကလည်းဘသူကများသူ့နာမရောက်ခင်လက်ဖက်ရည်အတောက်လုံပြီးတည်သွားနိုင်ခြေရှိတဲ့ဉာဏ်ပညာရှိသောမင်းသားစီကိုတကယ်ရောက်နိုင်ပါမလားလို့တွေးနေကြပါတယ်။ဘရင်ကြီးကလည်းသူ့ရဲ့ကိုယ်ရေးလက်ထောက်နဲ့အတူစမ်းတက်မှုကိုအဝေးကနေကြည့်ရှုနေခဲ့ပြီးလက်ထောက်ကပြည်သူတွေကတခြားနှစ်တွေနဲ့ဆိုင်ရင်ဒီနှစ်သူရဲကောင်းရေးချက်ပွဲစာမေးပွဲကိုပို့ပြီးစိတ်လှုပ်ရှားနေကြတယ်လို့ပြောပါတယ်။မင်းသားတစ်ပါးကိုယ်တိုင်သူရဲကောင်းတွေကိုအကဲဖြတ်ဖို့အနေအကိုရင်ဆိုင်နေတာကြောင့်ဖြစ်ရမယ်လို့သူကပြောပေမဲ့ဘရင်ကြီးကတော့အဲ့ဒီလိုတာမန်ကိစ္စလေးတွေကိုဂရုမစိုက်ပါဘူး။သူကအရေးကြီးဆုံးကအရေးချင်းရှိတဲ့သူရဲကောင်းတွေကိုရွေးချယ်နိုင်ဖို့သာဖြစ်ပြီးနိုအားကဘယ်လိုလူမျိုးတွေကိုရွေးချယ်မလဲဆိုတာကိုကြည့်ဖို့စိတ်လှုပ်ရှားနေကြောင်းပြောဆိုပါတယ်။အဲ့ဒီနောက်မကြာခင်မှာပဲမော်ဆီယာတယောက်ရဲ့အလှည့်ရောက်လာပြီးသူကနိုအားစီကိုပြင်းထန်တဲ့မိတောက်တစ်ခုနဲ့တိုက်ခိုက်လိုက်ပါတယ်။ပရိသတ်တွေကသူ့ရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့တိုက်ခိုက်မှုကိုမြင်တဲ့အခါတိတ်ဆိတ်သွားကြပါတယ်။ဒါပေမဲ့မော်ဆီယာပင်ပန်းသွားတဲ့အချိန်မှာနိုအားကသူ့ကိုယ်သူကာကွယ်ဖို့မော်ကာကွယ်တစ်ခုကိုအသုံးပြုထားတာကြောင့်ဘာအနေနဲ့မှမထိခိုက်ပဲထွက်ပေါ်လာပါတယ်။ပရိသတ်တွေကသူတို့ရဲ့မင်းသားကိုတပါပေးနေချိန်မှာအဲ့ဒီပါဝင်ရှင်ပြိုင်သူကဒူးထောက်ကျသွားခဲ့ပါတယ်။နိုအားကတော့နည်းနည်းစိတ်ပြက်နေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုဆိုညနေဆောင်နေပြီဖြစ်ပြီးဗီဒိန်မိသားစုတစုတစ်နှစ်စာတောက်တဲ့လက်ဖက်ရည်ပမာဏထက်ပိုတောက်ထားပြီးဖြစ်ပေမဲ့မှတ်သားလောက်တဲ့ပါဝင်ရှင်ပြိုင်သူတယောက်မှမပေါ်လာသေးလို့ပါပဲ။အဲ့ဒီအချိန်မှာပဲဒိုင်လူကြီးကဒီနေ့ရဲ့နောက်ဆုံးပါဝင်ရှင်ပြိုင်သူရဲ့အလှည့်ရောက်ပြီလို့ကြေညာလိုက်ပြီးစံပင်ရွှေရောင်နဲ့မျက်လုံးနီဆိုးသွမ်းတဲ့ပုံစံရှိတဲ့မိန်းကလေးတယောက်ကစစ်တလင်းပြင်စီတက်လာပါတယ်။သူမကစိုးရိမ်ပူပန်ပြီးအသက်ရှူမဝတဲ့ပုံစံပေါက်နေပါတယ်။ဒါပေမဲ့သူမကဓာတ်ကိုဆွဲထုတ်ပြီးတိုက်ခိုက်ဖို့အနေထားပြင်လိုက်တာနဲ့သူမရဲ့အမူအရာကတခုခုပြောင်းလဲသွားပါတယ်။သူမကနိုအားကိုတိုက်ခိုက်ဖို့ရှေ့ကိုပြေးဝင်လာရနိုအားကလည်းသူ့ရဲ့ဒိုင်းကာကိုချက်ချင်းဆင့်ခေါ်လိုက်ပါတယ်။ဒါပေမဲ့ထူးခြားသွားတာကမိန်းကလေးရဲ့တိုက်ခိုက်မှုကသူ့ရဲ့ဒိုင်းကာကိုဖောက်ထွင်းသွားနိုင်တာပါပဲ။သူမကအဲ့ဒီလောက်နဲ့မရက်သေးပဲနိုအားရဲ့ဒိုင်းကာကွဲချေသွားပြီးသူမရဲ့ဓာတ်ကနိုအားရင်ဘက်ကိုထိမှန်သွားတဲ့အထိစက်တိုက်ဖိအားပေးတိုက်ခိုက်ခဲ့ပါတယ်။သူတို့ရဲ့မင်းသားဒဏ်ရာရသွားတာကိုမြင်တဲ့အခါပရိသတ်တွေကအထိတ်တလန့်အော်ဟစ်လိုက်ကြပြီးသူရဲကောင်းတွေကအဲ့ဒီမိန်းကလေးကိုချက်ချင်းဖမ်းချုပ်လိုက်ပါတယ်။သူမကမင်းသားတစ်ပါးကိုဒဏ်ရာရအောင်လုပ်ခဲ့တာကြောင့်ပြင်းပြင်းထန်ထန်အပြစ်ပေးခံရမယ်လို့သူတို့ကထင်နေကြပေမဲ့နိုအားကမတ်တက်ရက်ပြီးရှာလီဂရန့်စ်လို့သူမကိုသူမမိတ်ဆက်ခဲ့တဲ့အဲ့ဒီမိန်းကလေးကိုလွတ်ပေးလိုက်ဖို့ပြောလိုက်ပါတယ်။နိုအားကသူမစာမေးပွဲအောင်သွားပြီလို့ပြောလိုက်ရလူတိုင်းအံ့အားသင့်သွားကြပြီးအထူးသဖြင့်ရှာလီကသူမကသူ့ကိုဓာတ်နဲ့ထိုးခဲ့တာတောင်မှမင်းသားကခွင့်လွတ်ပေးခဲ့တာကိုမယုံနိုင်အောင်ဖြစ်သွားပါတယ်။နောက်ပိုင်းမှာနိုအားကရှာလီကိုသူ့ခန်းထဲခေါ်ပြီးသူမရဲ့တန်ချက်ကအင်ဂျီကတကယ်ကိုလာပါတယ်လို့ပြောလိုက်ပါတယ်။သူမကသူ့ကိုကျေးဇူးတင်စကားပြောပြီးဒီတန်ချက်ကကိုသူမတို့မိသားစုကမျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာခဲ့တာဖြစ်ကြောင်းပြောပြပါတယ်။သူမကသူမရဲ့တည်ကျင်စိတ်ကိုမထိန်နိုင်တော့ပဲသူ့အနေနဲ့အပြစ်ပေးရမယ့်အစားစာမေးပွဲအောင်သွားပြီလို့ပြောတာကဘာကိုဆိုလိုတာလဲလို့နိုအားကိုမေးလိုက်ပါတယ်။နိုအားကမူးမတ်တူကိုဒဏ်ရာရအောင်လုပ်ခဲ့ပေမဲ့သူမမှအပြစ်မရှိကြောင်းဘာဖြစ်လို့လဲဆိုတော့သူကအဲ့ဒီလိုလုပ်ဖို့ပြောခဲ့လို့ဖြစ်ကြောင်းရှင်းပြပါတယ်။သူကစောစောကတိုက်ခိုက်ခဲ့တဲ့ပုံစံအတိုင်းသူ့ကိုနောက်တစ်ကြိမ်တိုက်ခိုက်ဖို့အမိန့်ပေးလိုက်ရာရှာလီကသူမကများမင်းသားကိုအတိအမဲ့သွားစေတဲ့အာယုံကြောတစ်ခုခုကိုဒဏ်ရာရအောင်လုပ်မိသွားပြီလားလို့တွေးလိုက်ပါတယ်။တို့ပေမဲ့သူကသူမသားသူရဲကောင်းတယောက်ဆိုရင်သူမတက်ခင်ရဲ့အမိန့်ကိုနာခံရမယ်လို့ပြောလိုက်တဲ့အတွက်သူမကချက်ချင်းပဲမတက်ရက်ပြီးတိုက်ခိုက်ဖို့အနေထားပြင်လိုက်ပါတယ်။သူမကအရင်ကအသုံးပြုခဲ့တဲ့တိုက်ခိုက်မှုအတိုင်းနိုအားစီကိုပြေးဝင်လာရသူကလည်းအဲ့ဒါကိုကာကွယ်ဖို့သူ့ရဲ့ဒိုင်းကာကိုဆင့်ခေါ်လိုက်ပါတယ်။ဒီတစ်ချိန်မှာတော့ရှာလီကဘလောက်ပဲအားသုံးသူမရဲ့တိုက်ခိုက်မှုကသူ့ရဲ့ဒိုင်းကာကိုမဖောက်နိုင်တော့ပဲနိုအားကဒိုင်းကာကိုပြန်ရုပ်သိမ်းလိုက်ရင်သူမကိုပေါ့ပေါ့ပါပါပဲနောက်ကိုတွန်းထုတ်လိုက်ပါတယ်။အကယ်၍သူသာဆန္ဒရှိခဲ့ရင်စမ်းသပ်မှုအတွင်းဒီဒိုင်းကာကိုအသုံးပြုနိုင်ခဲ့ပြီးအဲ့ဒါကသူမရဲ့တိုက်ခိုက်မှုကိုတေချာပေါက်ကာကွယ်နိုင်မှာဖြစ်တယ်လို့သူသာဆန္ဒရှိရင်ဒဏ်ရာရမယ့်ရေးကနေရှောင်လဲနိုင်ခဲ့တယ်ဆိုတာကိုပြောပြပါတယ်။သူရဲကောင်းတယောက်ရဲ့တာဝန်ကသူတို့သခင်ရဲ့အမိန့်ကိုနာခံဖို့ဖြစ်ပြီးသူ့ကိုအစွမ်းကုန်တိုက်ခိုက်ပါဆိုတဲ့သူ့ရဲ့တခုတည်းသောအမိန့်ကိုနာခံဖို့ခွန်အားနဲ့တတိရှိတဲ့သူရှိမရှိဆိုတာကိုသူသိကျင်ခဲ့တာဖြစ်ကြောင်းနိုအားကရှာလီကိုပြောပြပါတယ်။ကြောက်ရွံ့မှုကြောင့်လက်တွန့်နေမဲ့သူရဲကောင်းတယောက်ကသူ့အတွက်အသုံးမဝင်တယ်လို့ရှာလီကသူမကသူ့ကိုတစ်ကြိမ်ဒဏ်ရာရအောင်လုပ်ခဲ့ပြီးတာတောင်မှသူ့ကိုတိုက်ခိုက်ဖို့အမိန့်ကိုနာခံခဲ့တာကြောင့်သူမမှာသူ့ရဲ့သူရဲကောင်းတယောက်ဖြစ်ဖို့လိုအပ်တဲ့အရေးချင်းတွေရှိနေတယ်ဆိုတာကိုသူသိလိုက်ပါတယ်။ရှာလီကသူ့ရဲ့ပြတ်သားမှုနဲ့ယုတ်တိတန်တဲ့တွေးခေါ်မှုအပေါ်အလွန်မင်းစိတ်လှုပ်ရှားသွားပြီးချက်ချင်းပဲဒူးတစ်ဖက်ထောက်ကနိုအားအပေါ်တစ်သက်လုံးတစ္ဆာရှိပါမယ်လို့ကြိမ်ဆိုလိုက်ပါတယ်။နိုအားကဒါကိုကြားတော့ဝမ်းသာသွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုကြိမ်ဆိုမှုမျိုးကတရားဝင်မဟုတ်ပေမဲ့စရိတ်တကောင်းမွန်နဲ့သူရဲကောင်းတယောက်စီကလာတဲ့အတွက်အများကြီးအတိတ်ပဲရှိလို့ပါပဲ။အဲ့ဒီအချိန်မှာပဲဇိုအီကဆရာဝန်တယောက်နဲ့အတူရောက်လာပြီးဆရာဝန်ကနိုအားရဲ့ဒဏ်ရာကိုစတင်စစ်ဆေးပါတော့တယ်။သူကဒဏ်ရာကပိုးမဲ့ယုံလောက်ပဲလို့ပြောပြီးချက်ချင်းကုသပေးလိုက်တာကြောင့်ရှာလီကအံ့တသွားပါတယ်။သူမတို့ရွာမှာဆရာဝန်တွေမရှိတဲ့အတွက်တေချာတဲ့ဆေးပညာနည်းလမ်းနဲ့ဒဏ်ရာတစ်ခုကိုကုသပေးတာကိုတခါမှမမြင်ဘူးလို့မှတ်ချက်ချလိုက်ပါတယ်။နိုအားကတိကျင်စိတ်ပြင်းပြသွားပြီးဆရာဝန်မငားနိုင်တဲ့လူတွေကဘလို့ကုသမှုခံယူကြတယ်လဲလို့မေးလိုက်ရရှာလီကသူတို့ကရွာလူကြီးကိုသူတို့အတွက်ဆူတောင်းပေးဖို့ဒါမှမဟုတ်ယောဂါတွေကိုနင်းထုတ်ပေးဖို့တောင်းဆိုကြတယ်လို့ပြန်ဖြေပါတယ်။ထိပ်ပြောင်ပြောင်နဲ့ဆရာဝန်ကအဲ့ဒါကဆင်းရဲပြီးယဉ်ကျေးမှုမရှိတဲ့လူတွေကြားမှာအတော်လေးဖြစ်များတဲ့ကိစ္စဖြစ်တယ်လို့မှတ်ချက်ချလိုက်ရနိုအားကဆရာဝန်တယောက်ဖြစ်လာဖို့အမြန်ဆုံးနဲ့လမ်းကအစစ်အမှန်ဆရာဝန်တယောက်ရဲ့အလုပ်တင်ဖြစ်ကနေစတင်တာလားလို့မေးလိုက်ပါတယ်။ဆရာဝန်ကဟုတ်မှန်ကြောင်းအတည်ပြုလိုက်ရနိုအားကရှာလီကိုသူမရဲ့ပထမဆုံးလုပ်ကိုချက်ချင်းပေးလိုက်ပါတယ်။သူမရဲ့ရွာကအထက်မြက်ဆုံးနဲ့အကျိုးစားဆုံးလူတွေကိုခေါ်လာခဲ့ဖို့သူမကိုပြောလိုက်ပြီးသူတို့ကိုအလုပ်တင်ဖြစ်လက်ခံပေးဖို့ဆရာဝန်ကိုတောင်းဆိုလိုက်ပါတယ်။ဆရာဝန်ကတွေဝေတုံးဆိုင်မှုမရှိဘဲသဘောတူလိုက်ပေမဲ့ရှာလီကတော့နိုအားရဲ့လုပ်ရက်အပေါ်အံ့အားသင့်သွားပါတယ်။
သူမကသူ့ကိုကျေးဇူးတင်ဖို့ဦးညွတ်လိုက်ရနိုအာကဘသူရဲကောင်းကမှအဲ့ဒီလိုဦးမြင့်တဲ့အတွက်သူရဲကောင်းတွေရဲ့တင့်လျော်တဲ့ကျင့်ဝတ်တွေကိုလေ့လာဖို့ပြောလိုက်ပါတယ်နောက်တနေ့မနက်ခင်းမှာတော့ရှာလီကနိုအာရဲ့ဆန်အိမ်တော်မှာသူမအတွက်သတ်မှတ်ပေးထားတဲ့အခန်းထဲမှာနိုးထလာပါတယ်အလွန်မင်းစိတ်လှုပ်ရှားစွာနဲ့အလုံးမသွားခင်မှာသူမကကိုလက်ပြင်ဆင်မှုတွေကိုလှုပ်ဆောင်ခဲ့ပါတယ်လမ်းမှာဇိုအီနဲ့ဆုံမိယာဇိုအီကအေးရွားရဲ့လားလို့မေးလိုက်တဲ့အခါရှာလီကအခန်းကအတော်လေးကောင်းပေမဲ့သူမအများကြီးမအိပ်နိုင်ခဲ့ဘူးလို့ပြန်ဖြေပါတယ်သူတို့အတူတူလမ်းလျှောက်ရင်းစကားတွေပြောလာကြပြီးမကြခင်မှာပဲအလုံးမလုံးပဲအတင်းပြောရင်းရေမောနေကြတဲ့အစီခံတချို့နဲ့ဆုံခဲ့ပါတယ်ဇိုအီကသူတို့ဘာလုပ်နေကြတာလဲလို့မေးလိုက်ရအစီခံတွေကနိုအာကဘလို့မိန်းကလေးမျိုးနဲ့လက်ထပ်မလဲဆိုတာကိုခံမှန်းရင်သူတို့အကြိုက်ဆုံးအချိန်ဖြုံးနေနဲ့ပျော်ရွှင်နေကြတာဖြစ်ကြောင်းပြန်ဖြေပါတယ်ရှာလီကအဲ့ဒါကိုကြားတော့အန်တာသွားပြီးနိုအာကအခုမှအသက်6နှစ်ပဲရှိသေးတယ်ဆိုတာကိုသူတို့ကိုသတိပေးလိုက်ပါတယ်ဒါပေမဲ့အစီခံတွေကသူတို့အင်မာယာကမင်းသားများစုကအသက်15နှစ်မတိုင်ခင်မှာလက်ထက်လေးရှိကြောင်းသူမကိုပြောပြကြပါတယ်နိုအာကအခုချိန်မှာအင်မာယာအတွင်းအလိုလားအဆုံးလူပြိုကြီးဖြစ်တယ်လို့သူတို့ကယုံကြည်ကြပြီးနေ့တိုင်းမိန်းကလေးအများပြားကသူ့ကိုတစ်ချက်လောက်မြင်ရဖို့လာကြတဲ့အတွက်သူ့ရဲ့ဆန်အိမ်တော်နားမှာကော်ဖီဆိုင်တွေအများကြီးဖွင့်ထားတယ်လို့ဆိုပါတယ်လူတိုင်းကနိုအာကိုချစ်ကြပြီးဒီစကားကိုကြားတဲ့အခါရှက်သွားတဲ့ဇိုအီပါဝင်ဖြစ်တယ်လို့အစီခံတွေကပြောကြပါတယ်အစီခံတွေကသူမကိုဝိုင်းအောင်လာပြီးသူမကနိုအာကိုသဘောကျစေဖို့အတွက်မကြသေးခင်ကမှမော်ပညာကိုတောင်စတင်တင်ယူနေပြီလို့ပြောကြပါတယ်သူမကသူမရဲ့တခင်အတွက်အသုံးဝင်ခြင်းယုံတက်ပါလို့အထစ်ထစ်ငေါငေါနဲ့ပြန်ဖြေခဲ့ပါတယ်အဲ့ဒီနောက်သူမကအမြန်ထွက်သွားခဲ့ပြီးအစီခံတွေကသူမကိုချစ်စရာကောင်းတယ်လို့ပြောနေချိန်မှာရှာလီကတော့သူမကိုစိုက်ကြည့်ုံသာတက်နိုင်ခဲ့ပါတယ်နောက်ပိုင်းမှာသူမကနိုအာရဲ့ရုံးခန်းစီသွားခဲ့ရနိုအာကစာမေးပွဲနဲ့ပတ်သက်ပြီးကျန်းကျင်တဲ့သူရဲကောင်းတယောက်စီကနေအစီရင်ခံစာကိုလက်ခံရယူနေပါတယ်တက်မှုကနိုအာရွေးချယ်ခဲ့တဲ့သူရဲကောင်းတစ်တွေအားလုံးကအတော်လေးထူးချွန်ကြပြီးသူတို့ရဲ့တက်စုမှုတွေကလည်းတကယ်ကိုကျေးဇူးတင်နေကြတယ်လို့မှတ်ချက်ချပါတယ်နိုအာကစာရွက်စာတမ်းတွေမှာလက်မှတ်ရေးထိုးလိုက်ပြီးသူ့လိုတစ္ဆာရှိတဲ့လူတွေစီကအကူအညီမှပါပဲဒါကဖြစ်နိုင်မှာမဟုတ်ဘူးလို့သူရဲကောင်းကိုပြောလိုက်ပါတယ်အဲ့ဒီနောက်နိုအာကအဲ့ဒီသူရဲကောင်းကိုတွားဖို့ပေးဖို့ရှာလီကိုပြောလိုက်ရာသူထွက်သွားခါနီးမှာရှာလီကသူ့ရှေ့မှာဒူးထောက်လိုက်ပါတယ်သူရဲကောင်းကအဲ့ဒါကိုကြည့်ပြီးအန်တာသွားကသူတို့နှစ်ယောက်စလုံးကအဆင့်တန်းတူဖြစ်တာကြောင့်ဒီလိုတရားဝင်လှုပ်ထုံးလုပ်နည်းတွေကမလိုအပ်ဘူးလို့သူမကိုပြောလိုက်ပါတယ်သူမကိုသူရဲကောင်းတွေရဲ့ကျင့်ဝတ်တွေကိုပုံမလေးလာနိုင်ဖို့အတွက်နိုအာကသူ့နဲ့အတူထည့်ပေးလိုက်တာဖြစ်ကြောင်းသူရုတ်တရက်သဘောပေါက်သွားပြီးသူမအနေနဲ့ပိုကောင်းတဲ့သခင်ကိုရှာတွေ့နိုင်မှာမဟုတ်လို့မင်းသားနဲ့အတူဆက်နေဖို့သူမကိုအကြံပေးခဲ့ပါတယ်အဲ့ဒီနောက်မကြခင်မှာပဲနိုအာကပါတီပွဲတစ်ခုကျင်းပခဲ့ရာအော်လီကတချင်းဆိုဖျော်ဖြေခဲ့ပြီးသူမရဲ့တချင်းတွေနဲ့လူတိုင်းကိုမိန်မောတာရသွားစေခဲ့ပါတယ်အယ်လန်နဲ့စင်ဒီကသူ့ရှေ့မှာဒူးထောက်ပြီးသူတို့ကိုဖိတ်ကြားပေးတဲ့အတွက်ကျေးဇူးတင်စကားပြောကြားခဲ့ရာနိုအာကသူရဲကောင်းရွေးချယ်ပွဲစာမေးပွဲအောင်မြင်အောင်ကူညီပေးခဲ့တဲ့အတွက်သူတို့ကိုအထူးကျေးဇူးတင်ဖို့ဒီပါတီပွဲကိုကျင်းပခဲ့တာဖြစ်ကြောင်းပြန်ဖြေပါတယ်ပါတီပွဲမှာရှိနေတဲ့လူတိုင်းကသူနဲ့အဆက်အသွယ်ကောင်းတွေရှိတဲ့ဂုဏ်တီတွေကြီးပဲလို့သူကပြောလိုက်ရာအယ်လန်ကသူတို့နဲ့တန်ဖိုးရှိတဲ့အဆက်အသွယ်တွေပြုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဇိုအီကနိုအာစီလိမ့်မှုထားတဲ့စာတစ်စောင်နဲ့အတူရောက်လာပြီးစာဖို့သူရဲ့နမီမပါတဲ့အတွက်အဲ့ဒါကိုသူ့စီပေးဖို့သူမနည်းနည်းစိုးရိမ်နေပါတယ်နိုအာကစာကိုဖွင့်ဖတ်ဖို့အတွက်ရှာလီဇိုအီတို့နဲ့အတူပါတီပွဲကနေထွက်ခွာလာခဲ့ပါတယ်စာကိုလာဖို့တဲ့လူကအဆောင်တွေကိုမြင်တာနဲ့တပြိုင်နက်စာကိုချထားခဲ့ပြီးထွက်ပြေးသွားတယ်လို့ဇိုအီကပြောပြရအဲ့ဒါကလူတိုင်းကိုတန်တရားဝင်သွားစေပါတယ်ရှာလီကအဲ့ဒါကအန္တရာယ်ရှိနိုင်တာကြောင့်သူမကပဲအဲ့ဒီစာကိုဖွင့်တင်တယ်လို့သူ့ကိုပြောပါတယ်ဒါပေမဲ့နိုအာကလီဘိုင်ယာတန်နဲ့စစ်ဆေးကြည့်ရာစာကဘေးကင်းကြောင်းတွေ့ရှိလိုက်ပါတယ်အဲ့ဒီစာထဲမှာကြံရည်နေတဲ့သူပုံတွေကတခုခုကြံစီနေတယ်ဆိုတဲ့ထိတ်တန့်ရှုပ်ဝက်သတင်းပါဝင်နေပါတယ်အဲ့ဒီအခါနိုအာကဒီသတင်းကိုသူ့အတွက်ဘယ်သူရှာဖွေပေးခဲ့တာလဲဆိုတာကိုသဘောပေါက်သွားပါတယ်သူ့ကိုပုံကံမှုအကြောင်းသတိပေးဖို့အသက်ဆုံးခဲ့တဲ့သူရဲကောင်းကသူ့ရဲ့တာဝန်ကိုဆက်လက်ထမ်းဆောင်နေစေပဲဆိုတာသူတေချာသွားပါတယ်ဇိုအီနဲ့ရှာလီတို့ကလည်းသူ့ရဲ့တစ္ဆာရှိမှုနဲ့စူးစိုက်မှုအပေါ်အံ့အားသင့်သွားကြပါတယ်။သို့ပေမဲ့တင့်လျော်တဲ့လေ့ကျင့်မှုမရှိဘဲသူရှိုတယောက်ဖြစ်ဖို့ဆိုတာမလွယ်ကူတဲ့အတွက်အဲ့ဒီသူရဲကောင်းကရဲရင်တာထပ်ပို့ပြီးမိုင်းမဲနေတယ်လို့နိုအာကတွေးလိုက်ပါတယ်။သူကအဲ့ဒီကိစ္စကိုစုံစမ်းဖို့နဲ့သူရဲကောင်းကိုတားဆီးဖို့အတွက်ဟင်နရီကိုချက်ချင်းဆက်သွယ်လိုက်ပါတယ်။ဒါပေမဲ့သူ့ကိုစီကအကြောင်းပြန်စာကိုရရှိတဲ့အခါနိုအာကအပြစ်ရှိစိတ်နဲ့ဝင်ပြီးသွားတယ်လို့ခံစားလိုက်ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူအဆိုးဆုံးစိုးရိမ်နေခဲ့တာတွေကတကယ်ဖြစ်လာခဲ့လို့ပါပဲ။သူရှိုလုပ်ချင်တဲ့အဲ့ဒီသူရဲကောင်းကိုသူပုံတွေကဖမ်းမိသွားပြီးညှဉ်းပန်းနှိပ်စက်ခဲ့ကြပေမဲ့သူကဘာမှထုတ်မပြောခဲ့ပါဘူး။ခံကောင်းစွာနဲ့ဟင်နရီရဲ့လူတွေကသူ့တက်မဆုံးရှုံးခင်မှာအနေရကနေကယ်ထုတ်နိုင်ခဲ့ပေမဲ့သူကစိုးရိမ်ရတဲ့အခြေအနေမှာရှိနေစေဖြစ်ပါတယ်။အကယ်၍သူ့စီမှာသာခိုင်မာတဲ့ထောက်လန်းရေးကွန်ရက်တစ်ခုရှိခဲ့ရင်အဲ့ဒီသူရဲကောင်းအသက်ဆုံးစရာလုံးမဟုတ်တဲ့အတွက်ဒီကိစ္စအားလုံးကသူ့မှာပဲလို့နိုအာကတွေးလိုက်ပါတယ်။ဒီလောက်တစ္ဆာရှိတဲ့လူတစ်ယောက်ကိုအသေးမခံနိုင်တဲ့အတွက်အဲ့ဒီသူရဲကောင်းအတွက်အကောင်းဆုံးစေကူးတမှုခံယူနိုင်အောင်စီစဉ်ဖို့ဇိုအီကိုသူချက်ချင်းစေလွတ်လိုက်ပါတယ်။နောက်တစ်နေ့မှာတော့နိုအာကရှာလီကိုသူ့ရဲ့အဆောင်ဖြစ်ခေါ်ဆောင်ပြီးဈေးရဲကိုထွက်လာခဲ့ပါတယ်။သူမတို့ရဲ့ရွာလေးမှာအဲ့ဒီလိုမျိုးတွေမရှိတာကြောင့်သူမကဆိုင်တွေကိုကြည့်ပြီးစိတ်တွေလွင့်ပါနေခဲ့ပါတယ်။နိုအာကသူမတာဝန်ထမ်းဆောင်နေတာဖြစ်တဲ့အတွက်အချိန်တိုင်းသတိဝီရရှိဖို့သတိပေးလိုက်ရာရှာလီကအာယုံလဲစေမဲ့အရာအလုံးကိုလစ်လျူရှုဖို့အတက်နိုင်ဆုံးစူးစမ်းခဲ့ပါတယ်။သူမကနိုအာကိုတခုခုလာဝယ်တာလားလို့မေးလိုက်ရာသူကသူရဲကောင်းကိုကယ်တင်ဖို့ကူညီပေးခဲ့တဲ့ဟင်နရီအတွက်လက်ဆောင်တစ်ခုဝယ်ခြင်းလို့ပြန်ဖြေပါတယ်။နိုအာကဇင်ခံလက်ဆောင်ပစ္စည်းဆိုင်တစ်ဆိုင်ကိုတွားပြီးမင်းသားတစ်ပါးနဲ့ထိုက်တန်မဲ့ပစ္စည်းတစ်ခုပြပေးဖို့ဆိုင်ရှင်ကိုတောင်းဆိုလိုက်ပါတယ်။ဆိုင်ရှင်ကရှာလီကိုပါးစပ်ဟောင်းသားဖြစ်သွားစေမဲ့ရှားပါလက်ဝတ်ရတနာတွေနဲ့တခြားတန်ဖိုးကြီးပစ္စည်းတချို့ကိုချက်ချင်းထုတ်ပြခဲ့ပေမဲ့နိုအာကတော့အဲ့ဒါတွေကိုတိတ်ဆိတ်မဝင်စားပါဘူး။သူကအဝတ်နဲ့ဖုံးအုပ်ထားတဲ့ပစ္စည်းတစ်ခုကိုတတိထားမိသွားပြီးအဲ့ဒါကိုပြဖို့ဆိုင်ရှင်ကိုတောင်းဆိုလိုက်ပါတယ်။ဆိုင်ရှင်ကအဝတ်ကိုဖယ်လိုက်တဲ့အခါလှပတဲ့ဖန်သားနဲ့သမီးရုပ်တုတစ်ခုကိုတွေ့လိုက်ရပါတယ်။နိုအာကရုပ်တုရဲ့အလှအပမှာမိန်မောသွားပြီးဖန်သားနဲ့ဒီလောက်ရှုပ်ထွေးတဲ့ဒီဇိုင်းမျိုးကိုဖန်တီးဖို့တောင်ဖြစ်နိုင်လို့လားလို့ဆိုင်ရှင်ကိုမေးလိုက်ပါတယ်။ဆိုင်ရှင်ကဒီရုပ်တုကလွန်ခဲ့တဲ့အချိန်ကြာကြီးကလေးကတည်ဆုံးသွားခဲ့ပြီဖြစ်တဲ့ဒဏ္ဍာရီလာလက်မှုပညာရှင်တဦးရဲ့လက်ရာဖြစ်ကြောင်းပြန်ဖြေပါတယ်။ဒီလောက်အသေးစိတ်ကြတဲ့ဖန်သားပန်းပုရုပ်တွေကိုဖန်တီးတဲ့အမှုပညာကအဲ့ဒီလူနဲ့အတူပျောက်ကွယ်သွားခဲ့ပြီးလောလောဆယ်ကဘာပေါ်မှာဒီလိုရုပ်တုမျိုးနှစ်ခုပဲရှိပါတော့တယ်လို့ဆိုပါတယ်။နိုအာကဟင်နရီအတွက်အဲ့ဒီရုပ်တုကိုချက်ချင်းဝယ်ယူလိုက်ပြီးဆိုင်ရှင်ကိုဒေါ်လာ1000ပေးကဒီလိုအမခန်းပစ္စည်းကိုသူ့စီယူလာပေးတဲ့အတွက်စုငွေတချို့ပါထပ်ဆောင်ပေးလိုက်ပါတယ်။
အဲ့ဒီအချိန်မှာပဲအထမမင်းသားအော်စကာလည်းရောက်လာပြီးအဲ့ဒီမှာနိုအာကိုတွေ့လိုက်ရတဲ့အတွက်အတော်လေးအံ့အားသင့်သွားပါတယ်သူကစိတ်ဝင်စားစရာကောင်းတဲ့ပစ္စည်းတစ်ခုခုရှာဖို့ဒီကိုလာတာလို့ပြောလိုက်ချိန်မှာပဲဖန်သားရုပ်တုကိုရုတ်တရက်သတိထားမိသွားပါတယ်သူကရုပ်တုနဲ့အဲ့ဒါကိုဖန်တီးသူကိုချက်ချင်းမှတ်မိသွားပြီးဆိုင်ရှင်နေနဲ့ဒုတိယမြောက်ရုပ်တုကိုရှာတွေ့လိုက်မယ်လို့သူဘယ်တော့မှမထင်ထားခဲ့ဘူးလို့ပြောပါတယ်နိုအာကပထမဆုံးရုပ်တုကဘယ်မှာလဲဆိုတာသူသိလားလို့မေးလိုက်ရာအော်စကာကအဲ့ဒါသူ့စီမှာရှိတယ်လို့ပြန်ဖြေပါတယ်အဲ့ဒီစကားကိုနိုအာကြားတာနဲ့တပြိုင်နက်သူကရုပ်တုကိုယူပြီးမြေကြီးပေါ်ပစ်ပေါက်ခွဲလိုက်တဲ့အတွက်လူတိုင်းအံ့အားသင့်သွားကြပါတယ်နိုအာကဆိုင်ရှင်ကိုသူ့ရဲ့ငွေတွေပြင်တက်ရှင်းရေးစရိတ်အတွက်အပုံငွေတချို့ပါရဖို့မှဖြစ်လို့အေးအေးဆေးဆေးနေဖို့ပြောလိုက်ပါတယ်သူကအမှုပညာလက်ရာတစ်ခုရဲ့မိတ္တူနှစ်ခုရှိနေတာနဲ့တစ်ခုတည်းသာရှိနေတာကြားမှာကြီးမားတဲ့ကွာခြားချက်ရှိကြောင်းပြောဆိုခဲ့ပါတယ်ပြီးတော့အဲ့ဒါကသူရည်ရွယ်ထားတဲ့အရာဖြစ်ပါတယ်သူရှာတွေ့ခဲ့တဲ့ဒုတိယမြောက်နတ်သမီးရုပ်တုကကျိုးပဲ့သွားပြီဖြစ်ပြီးအခုကဘာပေါ်မှာတစ်ခုတည်းသာကျန်တော့ကြောင်းသတင်းဖြန့်ဖို့ဆိုင်ရှင်ကိုပြောလိုက်ပါတယ်ဒါကအော်စကာစီမှာရှိတဲ့ရုပ်တုရဲ့တန်ဖိုးကိုအဆက်မတန်မြင့်တက်သွားစေမှာဖြစ်ပြီးအထမမင်းသားကတော့နိုအာရဲ့ထက်မြက်မှုအပေါ်အံ့အားသင့်နေခဲ့ပါတယ်အဲ့ဒီနောက်မကြခင်မှာပဲနိုအာအိမ်ပြန်လာခဲ့ရာရှာလီကသူ့ကိုစတင်လို့အကျွေးပြုကြတဲ့ကသူမမှာအန်သားစရာတွေစက်တိုက်ကြုံတွေ့နေရတယ်လို့မှတ်ချက်ချပါတယ်နိုအာကဘာကြောင့်အဲ့ဒီတန်ဖိုးဖြတ်မရတဲ့ရုပ်တုကိုခွဲပြလိုက်ရတာလဲဆိုတာသူမနားမလည်နိုင်ဘူးလို့ပြောရသူကအဲ့ဒါကအရာဝတ္ထုတစ်ခုသာဖြစ်ပြီးအရာဝတ္ထုတွေကဘယ်တော့မှအစစ်အမှန်ရတနာမဖြစ်နိုင်ကြောင်းပြန်ဖြေပါတယ်အစစ်အမှန်ရတနာဆိုတာကိုဘွားခရီးလမ်းမှာရလာတဲ့သူငယ်ချင်းတွေနဲ့သူ့အတွက်အသက်ဆုံးရတဲ့လူတွေဖြစ်တယ်လို့နိုအာကပြောပါတယ်သူ့ရဲ့စွမ်းရည်ချက်လက်တွေကသူ့ပတ်ဝန်းကျင်ကလူတွေနဲ့သူ့ရဲ့ဆက်ဆံရေးပေါ်မူတည်ပြီးတိုးတက်လာတာဖြစ်လို့သူ့ကိစ္စမှာဒါကအထူးသဖြင့်မှန်ကန်ပါတယ်အော်စကာကိုကြီးမားတဲ့အကူအညီတစ်ခုပေးလိုက်တာကသူ့ကိုတိတိတသာတိုးတက်မှုတစ်ခုရရှိစေခဲ့ပါတယ်ရှာလီကသူ့ရဲ့တွေးခေါ်မှုအယူဆကိုသဘောကျသွားပြီးနောက်နိုအာကသူမဟာလည်းသူ့ရဲ့ရတနာတစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ပြောလိုက်ပါတယ်ပါရမီရှင်မင်းသားတစ်ပါးဖြစ်နိုအာရဲ့ဘဝကဆက်လက်ဖြတ်တန်းလာခဲ့ရာ6နှစ်ဆိုတဲ့အချိန်ကာလကမျက်စိတမိတ်အတွင်းမှာကုံဆုံးသွားခဲ့ပြီးအသက်12နှစ်အရွယ်မင်းသားလေးကစင်ခေါ်မှုတွေနဲ့အခွင့်အရေးတွေအတွက်အဆင်သင့်ဖြစ်နေပါပြီနိုအာကနန်းနက်စာစားပွဲမှာတယောက်တည်းထိုင်နေပြီးဇိုအီကသူ့ကိုပြင်ဆင်ပေးနေရင်မဲ့သူ့ရဲ့အာယုံကပြတင်းပေါက်ပြင်ဘက်ကိုငေးကြည့်နေတဲ့ဂျစ်ကီလို့ခေါ်တဲ့အစေခံအစ်စ်လေးစီရောက်နေပါတယ်